နော်ဖခင်နဲ့ကမကြခဏစကားများတယ်ဖခင်ကလည်းသူ့ပေါ်အမြဲတမ်းငေါ့နေတာပဲလို့သူ့စိတ်ထဲမှာထင်တယ်ဖခင်ကလည်းသူ့ကိုအလိုမကျဖြစ်တယ်ဒါမျိုးတွေနဲ့ပေါ့နော်အိမ်ဟာပူလောင်နေတယ်ဒီတခါကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ရဲ့ပြည်လောကအတွေ့အကြုံများစွာတွေကနေပြီးတော့ဝေမျှခြင်းနဲ့အကြောင်းလေးရတော့ဒီနာမည်ကိုပုံသေးနီးပေးကြတဲ့အထဲမှာအများစုပေးတဲ့နီးပေါ့နောက်တစ်နီးပေါ့နော်ပထမနီးကတော့ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တင်ပေးခဲ့သလိုပဲအင်္ဂါဝိဇ္ဇာတိုင်းရဲ့အထက်သုံးလုံးဖြစ်တဲ့ပြင်စပုတ်စပုတ်အညွန့်နဲ့နော်အထက်သုံးလုံးကို cube ခွေပြီးတော့ပေးတဲ့နီးပေါ့နော်ကျက်သွန်ပြူဦးတလုံးစုနီးလို့လည်းခေါ်တယ်အဲ့ဒီနီးနဲ့ပေးတဲ့နာမည်ပေးနီးများတာပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်နေသားလာဘာဘွားလာဒီနီးနဲ့ပေးတာအကောင်းဆုံးဆိုပြီးတော့အဲ့ဘေးရင်ဆရာကြီးတယောက်ကပေးခဲ့တယ်သူတပည့်တွေကလည်းအဲ့လိုတွေပဲလိုက်ပေးနေတာတွေကိုတွေ့ရတယ်အဲ့တို့အကြောင်းမလို့မလူလားအဲ့တဲ့နာမည်ပက္ခမိကုံနာတို့နာမည်တိုင်ဆောင်ထိုးဖြစ်ကုံနာတို့ဒါတွေကိုကျွန်တော်ရှေ့ဗီဒီယိုမှာရှင်းပြခဲ့ပြီးပြီပေါ့နော်ဒါကတော့ပထမအပေးအများဆုံးနာမည်ပေးနည်းပေါ့နော်ဒုတိယအပေးအများဆုံးနာမည်ပေးနည်းကတော့အင်္ဂါဝိဇ္ဇာတိုင်းရဲ့အမြင့်အညွန့်နာမည်ပေးနည်းဖြစ်တယ်နော်အမြင့်အညွန့်နာမည်ပေးနည်းဆိုတာကအင်္ဂါဝိဇ္ဇာတိုင်းကိုမွေးနံတိုင်းကိုထူလိုက်မယ်ဆိုရင်ဥပမာထားပါတော့တနင်္ဂနွေတိုင်းကိုထူလိုက်မယ်ဆိုရင်ပေါ့နော်ဒီမှာကြည့်လိုက်ပေါ့နော်သူ့ရဲ့အမြင့်ဒီစနေပေါ့နော်သူ့ရဲ့အညွန့်ဒီတနင်္လာပေါ့နော်အဲ့တော့စနေနဲ့စပြီးတနင်္လာနဲ့ပိတ်တဲ့နာမည်ကိုပေးလိုက်ရင်တနင်္ဂနွေသားကိုစနေနဲ့စပြီးတော့တနင်္လာနဲ့ပိတ်တဲ့နာမည်ကိုပေးလိုက်ရင်ဒါဟာအမြင့်အညွန့်နာမည်ပေးတယ်လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့လိုပဲဒီကြာဘူးနာဝစကားတချို့ရဲ့ဖတ်ဖူးမှတ်ဖူးတဲ့စောင်းပါတချို့ရဲ့ကိုဖတ်ပြီးတော့တချို့တွေကအမြင့်အညွန့်ပေးရင်ကောင်းတယ်အမြင့်အညွန့်ပေးရင်ကောင်းတယ်ဆိုပြီးတော့ဒီလိုမျိုးပေါ့နော်လေနန္ဒာထက်တရည်တည်မှတ်ပြီးတော့ပေးနေကြတာတွေကိုလည်းတွေ့ရတယ်ပေါ့နော်သူကခုနပြောတဲ့အင်္ဂါဝိဇ္ဇာအထက်သုံးလုံးပေးနည်းလောက်တော့မများတော့လဲသူကလည်းရှိတယ်ပေးတဲ့လူတွေရှိတယ်နော်အဲ့လိုပေးတဲ့သူတွေကအဖိုးတို့ဦးလေးတို့အဖေးတို့ဒါတွေကတော့သူတို့နဲ့ပတ်သက်တော့ဗေဒင်လေးနည်းနည်းပါးပါးတက်တဲ့သူကအမြင့်ညွန့်ပေးလိုက်မင်းသားသမီးကိုမင်းကြီးသားကိုအမြင့်ညွန့်ပေးလိုက်ဆိုသူကလည်းဟာအေးဟုတ်တယ်ပေးမယ်ဒါမျိုးပေါ့နော်တချို့ဆိုရင်တော့ရှိပါသေးတယ်ကျွန်တော်စီကိုနာမည်ပေးဖို့ဆရာကျွန်တော်သားလေးကိုအမြင့်ညွန့်နာမည်လေးရွေးပေးပါဆိုအမြင့်ညွန့်နာမည်ရွေးပေးပါဆိုပြီးဒီလိုကန့်သက်ချက်နဲ့အပ်လာမှာတော့ကိုယ့်အကူရွေးပေးလိုက်ပေါ့မဟုတ်ဘူးလားကျွန်တော်ကဘာလို့အပ်နေသေးလဲပေါ့နော်အမြင့်ညွန့်ဆိုတာပေးတိုင်းကောင်းတာမှမဟုတ်တာပေးလို့ရတဲ့သူမှပေးလို့ရတာလေနော်အမြင့်ညွန့်ကောင်းတယ်ဆိုပြီးတော့လာသမျှကလေးတိုင်းကိုအမြင့်ညွန့်နေကြီးပေးနေအကုန်လုံးတစ်ခါရောက်ကုန်မှာပေါ့နော်ဒါကြောင့်မို့လို့အဲ့လိုမျိုးအမြင့်ညွန့်ရွေးပေးပါဒီအဲ့လိုမျိုးပြောရင်ကျွန်တော်ရွေးမပေးဘူးနော်မဟုတ်ဘူးကျွန်တော်အနေနဲ့ကတော့ကလေးရဲ့ဇာတာအရာမိဘနှစ်ပါးရဲ့ဇာတာအရာမိဘနှစ်ပါးနဲ့လည်းပက္ခလွတ်ပြီးတော့ကလေးဘဝတသက်တာအတွက်လည်းအကျိုးပေးကောင်းစေမဲ့အစင်ကြယ်ဆုံးနာမည်တွေတော့ရွေးပေးမှာဖြစ်တယ်ခင်ဗျားပြောသလိုအမြင့်အညွန့်ကြီးရွေးပေးပါဆိုပြီးတော့ကျွန်တော်ကိုတတ်မှတ်ချက်ကြီးနဲ့ရလာပြီးတော့အပ်တယ်ဆိုရင်တော့ကျွန်တော်စီမအပ်ပါနဲ့တခြားစီပဲအပ်ပါပေါ့နော်ဒီလိုပဲကျွန်တော်ကပြန်ပြီးတော့ရှင်းပြရတယ်ပေါ့နော်အဲ့တော့မှသူတို့ကမဟုတ်ပါဘူးဆရာကြိုက်တယ်လို့ရွေးပါဆိုတာမျိုးပြန်ပြောတာပေါ့နော်ကြိုက်တယ်လို့ရွေးတာမဟုတ်ပါဘူးအစင်ကြယ်ဆုံးဖြစ်အောင်ရွေးချယ်ပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီအမြင့်ညွန့်ပေးတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြဿနာတွေကြုံနေရတဲ့ဒီမိန်းကလေးတစ်ယောက်ပေါ့နော်သူ့အကြောင်းကိုကျွန်တော်ရဲ့အတွေ့အကြုံတွေကနေပြီးတော့ထုံနှုတ်ပြီးတော့ရှင်းပြပါမယ်နော်သူကလည်းဒီမှာတစ်ကျွန်းမဟာဘုတ်မှာမွေးတဲ့တနင်္ဂနွေသမီးပေါ့နော်ဘင်္ဂါဘွားဖြစ်တဲ့တနင်္ဂနွေသမီးဘင်္ဂါဘွားဖြစ်တဲ့အတွက်ကြောင့်အဖွားညံ့တဲ့ထဲမှာပါတယ်လို့ရေဘူးရသတ်မှတ်လို့ရတယ်ပေါ့နော်ဒါကြောင့်ဘင်္ဂါဘွားကိုနာမည်နေတဲ့နန်းတင်ပေးရင်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေကကျွန်တော်ရဲ့အယူဆရဲ့ကျွန်တော်ရဲ့အမြဲတမ်းကျင့်သုံးနေတဲ့အလေးကျင့်ရတော့ဘင်္ဂါဘွားဆိုကျွန်တော်ကနေတဲ့နန်းတင်မပေးဘူးနေတဲ့နန်းတင်ပေးရင်ဘင်္ဂါဘွားကိုနေတဲ့နန်းတင်ပေးရင်ငယ်ရွယ်စဉ်မှာချူကြပြောညံ့တတ်တယ်နောက်တစ်ခါကြီးလာရင်လည်းသူကစူးစမ်းသလောက်အရာမထင်တတ်ဘူးဘဝစူးစမ်းပြီမဲ့ကိုက100ဘူးလောက်စူးစမ်းပြီမဲ့10ဘူးလောက်ပဲပြန်ရတာမျိုးတို့နော်မိမိရဲ့အစွမ်းကုန်စူးစမ်းလို့အောင်မြင်မှုပန်းနိုင်တဲ့နီးကပ်လာပြီဆိုရင်နေထိုင်မကောင်းဖြစ်တော့တာတို့အဖြတ်အမှောင်ပေါ်လာတာမျိုးတို့ဒီလိုမျိုးနဲ့ဒုံရင်ကိုပြန်ပြီးရှော့ကျသွားတဲ့အတွက်ကြောင့်ဘဝဟာရှေ့ရောက်ဖို့အတွက်ကနှောင့်နှေးကြံ့ကြာစေတတ်တဲ့အတွက်ကြောင့်
ကျွန်တော်ကဘင်္ဂါဘွားဆိုရင်နေတဲ့နန်တဲ့ပေးလို့မရှိဘူးဒါကြောင့်နေတဲ့နန်တဲ့မပေးဘဲနဲ့ဘယ်လိုပေးတော့ဆိုရင်တော့သူ့ရဲ့ဇာတာကွန်အရာအိဋ္ဌကျိုးလည်းမိရမယ်တိုင်စင်လည်းမှန်ရမယ်မိဘနှစ်ပါးနဲ့လည်းပတ်ခလွတ်ရမယ်ဒီလိုနီးတွေနဲ့ကျွန်တော်ကရွေးချယ်ပေးတာပေါ့နော်အခုဒီသမီးလေးကလည်းသူကတနင်္ဂနွေသမီးဘင်္ဂါဘွားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုနေတဲ့နန်တဲ့မပေးရတော့မှန်တယ်သို့ပေမဲ့သူ့အဖေကိုဘယ်ပေးရင်ဆရာဒါမှမဟုတ်ပဲမိတ်ဆွေရများအမြင့်ညွန့်ပေးအမြင့်ညွန့်ကအကျိုးပေးကောင်းစေတယ်ဆိုပြီးတော့တိုက်တွန်းတယ်မသိဘူးသူ့အဖေကသူ့သမီးကိုအမြင့်ညွန့်နာမည်ပေးထားတာတွေ့ရတယ်နော်ဒါကြောင့်မလို့သူသမီးစီတနင်္ဂနွေသမီးဖြစ်တဲ့အတွက်ကြောင့်တနင်္ဂနွေတိုင်ကိုထူလိုက်မယ်ဆိုရင်ခုနပြောသလိုစနေနဲ့စပြီးတော့တနင်္လာနဲ့ပိတ်တဲ့နာမည်ကိုပေးရမှာပေါ့နော်ဒါဆိုရင်ဒါအမြင့်ညွန့်နာမည်ဖြစ်တယ်အဲ့လိုအမြင့်ညွန့်နာမည်ကိုအင်္ဂါဝိဇ္ဇာတိုင်းမှာကြည့်ရင်တော့သူကတိုင်းစင်မှန်နဲ့အမြင့်ညွန့်လည်းဖြစ်တဲ့အတွက်ကြောင့်အလယ်မှာရှိတဲ့တနင်္ဂနွေကကောင်းကျိုးတွေရတယ်ဆိုတဲ့ဒါအင်္ဂါဝိဇ္ဇာနီးတနည်းတည်းကိုပြောတာနော်အင်္ဂါဝိဇ္ဇာနီးနဲ့ကြည့်မယ်ဆိုရင်တော့ကောင်းတယ်လို့သတ်မှတ်ရမှာဖြစ်တယ်နော်အဲ့တော့သူဇာတာကိုကျွန်တော်တို့မဟာဘုတ်ခွင်မှာလည်းတစ်ချက်ကြည့်ကြည့်အောင်နော်သူကတနင်္ဂနွေသမီးဘင်္ဂါဘွားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်ကနေစပြီးတော့အောင်လန်သူစစ်သူကြီးပွဲဆိုပြီးတော့ထူလိုက်မယ်ဆိုရင်သူ့နာမည်ကိုပေးထားတာကစနေနဲ့စပြီးတော့တနင်္လာနဲ့ပိတ်တဲ့နာမည်ပေါ့နော်ဥပမာထက်ခိုင်ဆိုတဲ့နာမည်မျိုးတို့နော်နင်းခိုင်ဆိုတဲ့နာမည်မျိုးတို့ဒါမှမဟုတ်နန္ဒာခင်ဆိုတဲ့နာမည်မျိုးပေါ့နော်ဒီလိုပေါ့စနေနဲ့စပြီးတော့တနင်္လာနဲ့ပိတ်တဲ့နာမည်ကိုပေးထားတဲ့အတွက်ကြောင့်မဟာဘုတ်ခွင်မှာကြည့်လိုက်ရင်တနေ့ကျိုးသည်အထွန်းမှာရှိတယ်တနင်္လာသည်ဒီမှာပုတ္တိမှာရှိတယ်နော်ဒါကြောင့်မလို့သူ့ရဲ့နာမည်သည်အင်္ဂါဝိဇ္ဇာနည်းနဲ့ကြည့်ရင်တော့အမြင့်ညွန့်မှန်တော်လဲမဟာဘုတ်ခွင်မှာကြည့်လိုက်ရင်စနေအထွန်းနဲ့စပြီးတော့တနင်္လာပုတ္တိကိုဆင်းသွားတဲ့နာမည်ဖြစ်သလိုအထွန်းပုတ္တိပတ်ခကြိုးကြီးလည်းသွားမိနေတာကိုတွေ့ရတယ်တော့ဒါကြောင့်မလို့သူဒီနာမည်ပတ်ခမိသွားတယ်ပေါ့နော်မဟာဘုတ်နည်းမှာကြည့်လိုက်ရင်နာမည်ပတ်ခမိသွားတယ်နောက်တစ်ခါနာမခတိုင်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့စစ်ကြည့်ရအောင်ပေါ့နော်နာမခတိုင်မှာကြည့်လိုက်မယ်ဆိုရင်လည်းဒါသူကစနေတိုင်ထိပ်ကြီးရနေနဝင်းရနေစပြီးတော့ဒီမှာတနင်္လာအောက်ကိုဆင်းသွားတဲ့မြားကိုတွေ့ရမယ်နော်အဲ့ဒါကိုတိုင်စင်စောက်ထိုးဖြစ်တယ်လို့ခေါ်တယ်နော်တိုင်စောက်ထိုးဖြစ်တယ်လို့ခေါ်တယ်တိုင်စောက်ထိုးဖြစ်ရင်စီးပွားမမြဲတတ်ဘူးနော်စီးပွားရေးလူမှုရေးအိမ်အောင်ရေးဒါတွေမမြဲတတ်ဘူးတစ်ခုမဟုတ်တစ်ခုကတော့ခိုက်ကိုခိုက်တတ်တယ်နော်အဲ့ဒီတော့မဟာဘုံနီးမှာကြတော့သူကအထွန်းပုတ္တိပတ်ခကြိုးမိသွားတဲ့အတွက်ကြောင့်သူကပတ်ခမိတဲ့နာမည်ပတ်ခမိတဲ့သူတွေဟာဘယ်လိုစိုးကျိုးတွေကြုံတတ်တယ်လဲပေါ့နော်ပတ်ခရဲ့စိုးကျိုးတွေဘယ်လိုကြုံတတ်တယ်လဲဆိုတာကိုကျွန်တော်ရှေ့ဗီဒီယိုတွေမှာရှင်းပြထားတဲ့ဗီဒီယိုတွေရှိတယ်နော်နာမည်ပတ်ခမိတဲ့သူတွေဟာဘဝမှာအတိုက်ခံများတတ်တယ်အတိုက်ခံဓာတ်မှာယုံခံရတဲ့အတွက်ကြောင့်သူကဘဝအောင်မြင်ကြီးပွားတိုးတက်မှုအတွက်နှောင့်နှေးကြံ့ကြာတတ်တယ်နောက်တစ်ခါကုသလို့မရတဲ့ယောဂမျိုးကြုံတတ်တယ်နောက်တစ်ခါကျတော့ဥပစ္စေတကကံနဲ့တည်တတ်တယ်မကြာခဏထိခိုက်ဒဏ်ရာရတဲ့လက္ခဏာမျိုးတွေလည်းရှိတတ်တဲ့အက်ဆီဒန့်ဖြစ်တာမျိုးတွေပေါ့နော်အဆိုးဆုံးကတော့ဥပစ္စေတကကံနဲ့တည်တတ်တယ်ဆိုတာအထိပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဓမ္မဇာတာစစ်ဖို့အတွက်ပေါ့နော်အကူအညီတောင်းလာတဲ့အခါမေးမြန်းလာတဲ့အခါမှာကျွန်တော်ရဲ့ထုံးစံအတိုင်းနာမည်ပေးထားတာမှန်ကိုအရင်ဆုံးစစ်လိုက်တော့သမီးနာမည်ကအထွန်းပုတ္တိပတ်ခကြိုးကြီးမိနေတယ်နော်လို့ပြောလိုက်တော့သူကပတ်ခမိရင်ဘာဖြစ်တတ်တယ်လဲဆိုတော့ကျွန်တော်ခုနပြောလို့ပေါ့နော်အတိုက်ခံများတဲ့မကြာခဏပြဿနာတက်တဲ့ဒါမျိုးတွေပြောပြတာပေါ့နော်ပြောပြတဲ့ခါကျတော့ तू ကဟုတ်ပါတယ်တဲ့နော် तू ဘောကတိုးတက်မှုလည်းနှောင့်နှေးကြံ့ကြာတတ်တယ်ဆိုတာလည်းဟုတ်တယ်တဲ့ तू ကအကျိုးစားတယ်နော်သူတို့ကပွဲရုံလုပ်ငန်းလုပ်တယ်နော်ပတ်စံလည်းရှိတယ်ချမ်းသာတယ်ဒါပေမဲ့ तू ဘလောက်ကြိုးစားအရာမထင်ဘူးနော်ဒီတိုးတက်မှုလည်းမဖြစ်လာဘူးဒါမျိုးတွေအလုပ်ကတော့တော်တော်ကိုကြိုးစားလုပ်ရပါတယ်ဆရာဒါမျိုးလေးတွေပြောတယ်ပေါ့နော်နောက်တစ်ခါကျတော့ပူပြီးစိုးတာကတော့သူ့အဖေနာမည်ကဦးကြည်စိုးပေါ့ဗျာထားပါတော့နော်ဒါဥပမာနာမည်တွေကိုကျွန်တော်ကနာမည်အမှန်တွေကိုပြောင်းပြောထားတာပေါ့နော်ကာယကံရှင်တွေထိခိုက်မှာစိုးလို့တနင်္လာနာမည်ရှင်ပေါ့နော်ဥပမာဦးကြည်စိုးဆိုတဲ့နာမည်မျိုးတို့နော်ခင်မောင်ထွန်းဆိုတဲ့နာမည်မျိုးပေါ့ဗျာအဲ့လိုမျိုးပေါ့နော်အဲ့လိုပေးထားတဲ့အတွက်ကြောင့်တနင်္လာနာမည်ပေးထားသည့်အတွက်ကြောင့်သူသမီးကစနေနာမည်သွားပေးတဲ့အတွက်ကြောင့်သူကပတ်ခသွားမိတယ်နော်ဖခင်နဲ့လည်းပတ်ခသွားမိတယ်မိတော့ဖခင်နဲ့လည်းအစင်မပြေဘူးနော်ဖခင်နဲ့ကမကြာခဏစကားများတယ်ဖခင်ကလည်းသူ့ပေါ်အမြဲတမ်းငေါ့နေတာပဲလို့သူ့စိတ်ထဲမှာထင်တယ်ဖခင်ကလည်းသူ့ကိုအလိုမကျဖြစ်တယ်ဒါမျိုးတွေနဲ့ပေါ့နော်အိမ်ဟာပူလောင်နေတယ်မနက်မိုးလင်းတာနဲ့စိတ်ဆင်းရဲစရာ
ဆဲဆူတန်စူငေါက်တန်နေနဲ့ပဲကြုံတွေ့နေရတယ်ဘလောက်ပဲအလုပ်ကိုမိသားစုအတွက်စူးစမ်းအကောင်းမမြင်ဘူးဆိုတဲ့စိတ်သောကတွေရောက်နေရတယ်နော်ဒီလိုကလေးမျိုးကအထူးဂရုစိုက်ဖို့လိုတယ်နော်ဒီလိုကလေးမျိုးကကျွန်တော်တွေ့အကြုံရဆိုရင်နော်တယောက်ဆိုရင်သူဆူဆိုက်လုပ်သွားတာတောင်ရှိတယ်နော်အဲ့တော့မိဘများကယူဆိုင်ဖို့လိုတယ်ဒီနာမည်ကိုလည်းသူမိဘပဲပေးခဲ့တာပဲနော်ဒီကလေးကအလကားနေရင်နာမည်ကပတ်ခါမိနေတယ်ဖခင်နဲ့လည်းပတ်ခါမိနေတော့သူကပြဿနာဒီထဲမှာနေပြဿနာအိမ်တော်မှာနေဖြစ်နေတဲ့ပုံစံဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့ဘဝကလေတိုးစတင်တဲ့လောက်မတိုးတက်မိသားစုအိမ်တော်ကြီးကလည်းအေးချမ်းမှုမရှိဘူးပူလောင်နေရတယ်ဆိုပြီးတော့အဲ့လိုမျိုးတွေဖြစ်နေတယ်ဒါကြောင့်မို့လို့သူ့နာမည်ကိုပြောင်းဖို့အတွက်ကျွန်တော်တို့အကြံဉာဏ်ပေးတယ်သူနာမည်ပြောင်းဖို့သူ့အဖေကလက်ခံမှာမဟုတ်ဘူးထင်တယ်နားလည်အောင်ပြောပြပါလို့နော်ဖခင်နားလည်အောင်ပြောပြပါနားလည်အောင်ပြောလို့မှမရခင်တော့ရေရာခြေရမယ်တော့တသက်တာရေရာခြေရမယ်ဆိုတာလေးတွေကျွန်တော်အနေနဲ့အကြံပေးခဲ့တယ်ဒါကြောင့်မို့လို့ပြောချင်တာကတော့ဒီဗီဒီယိုမှာပြောချင်တာကတော့အမြင့်ညွန့်ပေးတိုင်းကောင်းသလားဆိုတာကိုဒီမှာဥပမာတစ်ခုနဲ့ရှင်းပြတာပေါ့နော်တနင်္ဂနွေသမီးဘင်္ဂါဘွားကိုသွားပြီးအမြင့်ညွန့်နဲ့ပေးလိုက်တဲ့အခါကျတော့အထွန်းပုတိပက္ခကြိုကြီးမိသွားတာကိုပြတာပေါ့နော်လက်တွေ့လဲသူကတကယ်ကိုခုနပြောခဲ့သလိုစိုးကျိုးတွေသူ့ဘဝမှာကြုံတွေ့နေရတဲ့အတွက်ကြောင့်အမှန်တန်စိတ်တော့ကရောက်တယ်နော်ကျွန်တော်နဲ့စကားပြောရင်းနဲ့တောင်သူငိုးနေနော်ဘုံနဲ့ပြောရင်းနဲ့သူငိုးပြီးတော့ပြောတယ်ဒါကြောင့်မလို့ဒီနာမည်ကိုပုံတင်နီးနဲ့ပေးတာတို့တယူတန်ပြီးတော့ပေးတာတို့ရာဘူးနာဝအစွဲလေးနဲ့ပေးတာတို့စောင်းမလေးတစ်ပုတ်ဖတ်ပြီးတော့ပေးတာတို့ဒါမျိုးတွေကအမှန်တန်ကိုသတိထားသင့်ပါတယ်နော်မလိုလားအပ်တဲ့ခုနပြောတဲ့စိုးကျိုးတွေကြုံတွေ့နေရတဲ့ကြုံတွေ့လာပြီးပေးပြီးနာမည်ကြီးကတွန်သွားပြီးခေါ်တွန်တဲ့ပါဇက်ပြားမှာဆွဲနေပြီဆိုမှနာမည်တစ်ခုပြောင်းဖို့ဆိုရင်ကျွန်တော်တို့အချိန်ကာလတစ်ခုပြန်ပြီးတော့ယူသွားပြန်ရောနော်အဲ့တော့ကြတော့ဘဝတိုးတက်တဲ့လောက်မတိုးတက်မလို့အဖြစ်ပြဿနာလေးတက်တာမျိုးတွေဂျုံတက်ပါတယ်နော်ဒါကြောင့်မို့လို့အမြင့်အညွန့်ပေးခြင်းဒီလေအမတန်ဂရုစိုက်ရပါတယ်ပေးသင့်ပေးလိုက်တဲ့ဇာတာမျိုးတွေရှိပါတယ်ဒါတွေကတော့နောက်ကြုံရင်ကျွန်တော်ပြပါမယ်နော်အမြင့်ညွန့်ပေးသင့်ပေးလိုက်တဲ့နာမည်မျိုးကြအမြင့်ညွန့်ကိုပေးရပါတယ်အဲ့ဒါမျိုးကိုအမြင့်ညွန့်ပေးတာကောင်းတယ်ဆိုပြီးတော့ခုနလိုပုံတင်ပြီးသွားပေးရင်တော့ခုနပြောတဲ့စိုးကျိုးတွေကြုံရတတ်ပါတယ်ဆိုတာလေးကိုဒီဥပမာလေးနဲ့ကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်နားထောင်တဲ့မိတ်ဆွေများအတွက်ပေါ့နော်အကျိုးရှိစေမဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့အတွေ့အကြုံတွေကနေပြီးတော့လက်တွေ့အဖြစ်ပြက်လေးတွေကိုတာတကယူပြီးတော့ကျွန်တော်ပြောပြပါဦးမယ်ခုဒီဗီဒီယိုမှာတော့ဒီလောက်နဲ့ကျွန်တော်နားလိုက်ပါမယ်နားထောင်ပေးကြတဲ့မိတ်ဆွေများတငယ်ချင်းများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေเนาะကျွန်တော်မင်းပြည့်တင်ပါ